လူမိုက်ကဖဲဝေနေတာပါမျက်စိတမိတ်တွင်းမှာပဲသူဟာညောင်ပင်ငါးတစ်ချက်ကိုပညာသားပါခိုးထည့်လိုက်ပါတယ်ဒါကိုလူစိမ်းကရိပ်မိလိုက်ပေမဲ့အလိုက်တင်ပဲကြည့်နေလိုက်ပါတယ်လူမိုက်ကဦးလေးကြီးစီကိုအသေးသုံးချက်တမင်ဝေပေးပြီးအစာကျွေးလိုက်တာပါဦးလေးကြီးကတော့တူနိုင်ပြီးအမှတ်နဲ့အားရပါရပြောနေပေမဲ့နောက်တစ်စက္ကန့်မှာပဲလူမိုက်ကတကိုးလဲထားတဲ့ငါးသုံးချက်ကိုဝုန်းကနေချပြလိုက်ပါတယ်ဦးလေးကြီးခမစွန့်သွားပြီးတပွဲလေးနဲ့အကုန်ပြောင်းသွားခဲ့ရပါတယ်ဦးလေးကြီးလူညွန့်တုံးပြီးလှည့်ထွက်သွားချိန်မှာတော့လူစိမ်းကတမိုးကြီးဖက်ချက်တစ်ခုကိုထုတ်ပြပြီးကျွန်တော်မှာပတ်စံရှိသေးတယ်ဦးလေးရှုံးတာတွေပြန်ယူပေးမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီခါလူမိုက်ချက်ချင်းတုံ့လို့သွားပါတယ်လူစိမ်းရဲ့ရှင်စရာကောင်းတဲ့အချိန်ဝါကြောင့်လူမိုက်ဖိအားဝင်သွားတာပါဒီလိုနဲ့အကျိတ်အနယ်ရှိလာတဲ့ရင်ဆိုင်ပွဲကြီးစတင်ပါတော့တယ်လူမိုက်ကဖဲမွေနေရင်လက်လက်နီးနဲ့ ace 3ချက်ကိုထပ်ပြီးခိုးလဲလိုက်ပြန်ပါတယ်ဒါပေမဲ့လူစိမ်းကတော့သူ့ရဲ့လှုပ်ရှားမှုတိုင်းကိုအကဲခတ်မိနေပါတယ်လူမိုက်ကလူစိမ်းကိုဖက်ချက်ရွေးခိုင်းတဲ့အခါလူစိမ်းလက်ထဲကိုလူမိုက်တမင်ပေးလိုက်တဲ့အသေးရောက်သွားပါတယ်တစ်ချိန်တည်းမှာပဲလူမိုက်ကညောင်ပင်လေးကိုဆွဲလိုက်ပေမဲ့လူစိမ်းကအဲ့ဒီဖက်ချက်ကိုစိန် ace ဖြစ်ချက်ချင်းလဲပစ်လိုက်ပါတယ်သူ့လက်အင်ဂျီထဲမှာ ace 3ချက်ကိုဝတ်ထားပြီးသားပါလူမိုက်ဘာပဲဆွဲလူစိမ်းကတော့အမြင့်ဆုံးဖက်နဲ့အမြဲတမ်းတံပြန်နိုင်ပါတယ်နောက်ဆုံးဖက်ချက်တွေရလာတဲ့အခါလူမိုက်က ace 3ချက်ကိုလဲယူထားပြီးပါပြီလူစိမ်းလက်ထဲမှာတော့လူမိုက်စီစဉ်ပေးထားတဲ့3ချက်ရှိနေပါတယ်လူမိုက်ကလူစိမ်းကိုထောင်ချောက်ထဲဆွဲသွင်းဖို့လောင်းကြီးတရားစတင်လိုက်ပါတယ်ဦးလေးကြီးကတော့3ချက်ဆိုရင်ကျင်းတင်နိုင်ပြီလို့ထင်ပြီးလူစိမ်းကိုအေးအေးဆေးဆေးကစားဖို့တိုးတိုးလေးတတိပေးပါတယ်ဒါပေမဲ့လူစိမ်းကတော့လူမိုက်လက်ထဲမှာ ace 3ချက်စောင့်နေတာကိုတီးပြီးသားပါဒီပွဲဟာတာမန်လူတယောက်အတွက်တော့ဘယ်လို့မှမနိုင်နိုင်တဲ့ပွဲပါဒါပေမဲ့လူစိမ်းကပြောင်းပြန်တွေးခေါ်မှုကိုတုံးပြီးတိုက်စစ်ဆင်ပါတယ်သူကလူမိုက်နောက်ကိုအသာလေးလိုက်ပြီးလောင်းကြီးကိုထပ်လိုက်ပါတယ်လူမိုက်ကလူစိမ်းထောင်ချောက်ထဲမိပြီးမှတ်နဲ့လောင်းကြီးကိုတူညာအထိဝုန်းကနေတိုးမြင့်လိုက်ပါတယ်လူစိမ်းကတွေးဝေနေတယ်လို့ဟန်ဆောင်နေပေမဲ့ဦးလေးကြီးကစွတ်ခိုင်းနေတာကြောင့်ဖဲမဖွင့်ပဲငါတူညာအထိလောင်းကြီးတင်လိုက်ပါတယ်ဒါကိုမြင်တော့လူမိုက်ကလုံးဝအပိုင်တွက်ပြီးလောင်းကြီးကိုထပ်တိုးပါတော့တယ်နောက်ဆုံးမှာတော့လူမိုက်ကကြံတဲ့တရားတူညာစလုံးကိုဖဲမဖွင့်ပဲအကုန်ပုံအော်ဝင်လိုက်ပါတယ်လူစိမ်းကအဲ့ဒီပမာဏကိုကြောက်နေတယ်လို့ဟန်ဆောင်ပြီးမလိုက်နိုင်တော့ဘူးလို့ညင်းလိုက်ပါတယ်ဒါပေမဲ့ဦးလေးကြီးကပတ်စံရှာပြီးစက်ကစားဖို့ဆွပြောပါတယ်လူစိမ်းကသူတကယ်မတက်နိုင်တော့ဘူးလို့ပြောလိုက်တဲ့အခါလူမိုက်ကကျင်းတဲ့အားရစွာပြုံးပြီးအတိုးကြီးတဲ့ချင်းငွေစာချုပ်တစ်ခုကိုကမ်းလှမ်းပါတယ်ဦးလေးကြီးကချက်ချင်းလက်မှတ်ထိုးခိုင်းတာကြောင့်လူစိမ်းကစာချုပ်မှာလက်မှတ်ထိုးလိုက်ပါတယ်စာချုပ်လည်းလက်မှတ်ထိုးပြီးတော့လူမိုက်ကအလွန်ဝမ်းသာသွားပါတယ်ဒါပေမဲ့သူစာချုပ်ကိုလှမ်းယူတဲ့အခါလူစိမ်းကတားလိုက်ပါတယ်ဒီစာချုပ်ကလည်းလောင်းကြီးပဲအနိုင်ရှုံးမပေါ်ခင်ယူလို့မရဘူးလေလူမိုက်ကတော့သူ့မှာ S 3ချက်ရှိနေတာကြောင့်လူစိမ်းကိုအပြတ်သက်ရှုံးစေချင်နေတာပါဒါပေမဲ့လည်းလူစိမ်းကတော့